မိကောင်းဆွေကောင်းဆိုတာအမတန်မှအရေးကြီးမိကောင်းဆွေကောင်းအရေးကြီးတယ်လို့မိမိကိုယ်တိုင်ကလည်းယောနိသောမနတိကာရ wise attention လို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုဆိုတဲ့ကိုယ်ပိုင်အသိဉာဏ်ရှိဖို့ကလည်းလိုအပ်သေးတယ်နော်အဲ့ဒီအခြေအနေနဲ့ဟန်ချက်ညီညီမိမိတို့တဏ္ဍာမှာရှိပြီဆိုလို့ရှိရင်လောကကြီးပွားရေးပဲလှုပ်တန်တရားကြီးပွားရေးပဲလှုပ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့တရားဓမ္မပဲကျင့်သူပုဂ္ဂိုလ်ဟာအောင်မြင်မှာပဲသိကြတယ်အဲ့တော့ဘုန်းကြီးတို့တွေကအကျိုးကိုလိုချင်လို့ရှိရင်အကြောင်းကိုစီးပူးရတယ်အကျိုးကိုမှတ်မျောပြီးတော့အကြောင်းတရားကိုမလုပ်ဘူးဆိုရင်ရပါမလားမရဘူးအလင်းရောင်လိုချင်လို့ရှိရင်လျှက်စမီဖြစ်စီဖျောင်းနိုင်မီဖြစ်စီတခုထွန်းရမှာမဟုတ်လားအလင်းရောင်ကြီးပဲယူလို့ရတာမဟုတ်ဘူးအလင်းရခြင်းရဲ့အကြောင်းတစ်ခုကိုရှာဖွေရတာပဲထို့တူပဲကောင်းကျိုးချမ်းသာကိုရခြင်းပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်းတရားတွေလုပ်ဖို့လိုတယ်မလုပ်ဘဲနဲ့ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးတဲ့လောကလူတွေကကြည့်လေမျက်စိကကောင်းတာလှတာလေးနှစ်သက်စရာလေးမြင်လိုက်လို့ရှိရင်မင်္ဂလာရှိလိုက်တာမပြောကြဘူးလားနားကตาရတဲ့အတန်လေးကြားလိုက်ရင်လည်းအမလေးမင်္ဂလာရှိလိုက်တာဒီနေ့ဒါလောကလူတွေမြင်နေတဲ့မင်္ဂလာနော်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးကောင်းတာလေးမြင်တာနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးကောင်းတဲ့အတန်လေးကြားရရုံနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးမင်္ဂလာရှိတယ်ဆိုတာလူမိုက်ကိုမပေါင်းတာလဲမင်္ဂလာရှိတယ်ပညာရှိသူတော်ကောင်းကိုပေါင်းသင်းဆက်ဆံတာလဲမင်္ဂလာရှိတယ်ဆိုပြီးတော့38ဖြာမင်္ဂလာတရားတွေကိုဟောတော်တာမှန်သမျှအကြောင်းတရားတွေကြီးပဲဒါတွေလှုပ်လို့ပြောတာနော်ဒါတွေလှုပ်လို့ပြောတာလှုပ်ရမှနဲ့မလှုပ်ရမှဒီနှစ်ခုပဲပြောသွားတယ်လေအာရတိဝိရတိပါပါမစ္ဆပါဏာစတန်မောမလှုပ်ရမယ့်ဟာတွေကိုပြောထားတာနော်အာရတိဝိရတိပါပါမကောင်းတာတွေကရှောင်တဲ့မစ္ဆပါဏာစတန်မောတဲ့အယက်သေးစာဘီယာဒါတွေမတော့နဲ့တဲ့ဟောကိုယ်ကဒါတွေမဖြတ်နိုင်ဘူးမင်္ဂလာရှိပါမလားရှိနိုင်ဘူးမင်္ဂလာမရှိတယ်မင်္ဂလာဆိုတာဘာလဲဆိုရင်ဘဝမှာအောင်မြင်ကြီးပွားမှုနဲ့ချမ်းသာဒုက္ခရရှိမှုကမင်္ဂလာပဲအဲ့ဒီမင်္ဂလာတွေရချင်လို့ရှိရင်